Grade 12 Physics Chapter 2 Section 1 က Centripetal Force ရဲ့အကြောင်းအဆက်ကိုဆွေးနွေးပါမယ် Different forms of centripetal force ဗဟိုချင်းအားရဲ့ပုံစံအမျိုးမျိုးလို့ပေါ်လင်းစာအုပ်ထဲကရေးထားတယ်ဆရာကတော့ခေါင်းစဉ်လေးကိုဘယ်လိုဖြည့်ထားလဲဆိုတော့ Different forms of forces that provide centripetal force centripetal force ကပုံစံအမျိုးမျိုးရှိတာမဟုတ် centripetal force ကသူ့ဟာသူဖြစ်လာတာလည်းမဟုတ် centripetal force ဆိုတာ net force တစ်ခုသာလျှင်ဖြစ်တယ် net force ဖြစ်ဖို့ဆိုရင်တခြားအားတွေရဲ့သက်ရောက်မှုကနေအဲ့ဒီ net force ကဖြစ်လာရဘယ်အားတွေကြောင့်ဖြစ်တယ်လဲစဝိုင်းပုံလေအောင်ဗဟိုကိုဆွဲတဲ့အားအဲ့ဒါ centripetal force အဲ့ဒါလို့ဗဟိုကိုဆွဲတဲ့အားသို့မဟုတ်ဗဟိုကဆွဲတာမဟုတ်ရင်တော့ဗဟိုကိုတွန်းပို့ပေးတဲ့အားမျိုးအဲ့ဒီအားမျိုးကို centripetal force လို့ခေါ်တယ်အဲ့ဒီအားရဲ့ direction သည်စဝိုင်းရဲ့ဗဟိုကိုဥတည်ရ There are different forms of forces အားပုံစံအမျိုးမျိုးရှိ which can provide အဲ့ဒီအားတွေကဘာလို့ရမလဲ which can provide သူကဖြည့်ပေးရဘာကိုဖြည့်စွမ်းပေးရမလဲဆိုတော့ centripetal force စဝိုင်းပုံလေပတ်မှုအတွက်လိုအပ်တဲ့ centripetal force ကိုဖြည့်စွမ်းပေးရ depending on the motion of the bodies under various conditions အခြေအနေအမျိုးမျိုးပေါ်မှာမူတည်ပြီးတော့ဝတ္ထုတွေကစဝိုင်းပုံလဲနေရတယ်အဲ့ဒါလို့စဝိုင်းပုံလဲနေစေဖို့အတွက်လိုအပ်တဲ့ centripetal force ကိုပေးတဲ့အားပုံစံအမျိုးမျိုးရှိအဲ့ထဲကပထမတစ်ခုကတော့ tension force tension ဆိုတာတင်းအားဆိုတာကြိုးမှာပဲရှိတယ်ကြိုးတင်းအားပေါ့တင်းအားလို့ပြောရင်ကြိုးကတစ်ဖက်ထဲကဆွဲလို့တင်းတယ်လို့မပြောဘူးကြိုးတစ်ဖက်ကဆွဲအနောက်ကပြန်မဆွဲတာရင်အဲ့ဒီကြိုးကတရွတ်တိုက်ပါသွားမယ်အဲ့ဒီကြိုးဒီတင်းအားမဖြစ်လာဘူးရိုးရိုးပုံမှန် object တစ်ခုပဲဖြစ်ဆွဲတဲ့စီကိုပါသွားတယ်အပြန်အလှန်ပြန်ဆွဲတဲ့တင်းအားရှိမှတင်းအားလို့ခေါ်တယ်သစ်ပင်တစ်ပင်မှာကြိုးချီပြီးဆွဲရင်လေကြိုးတင်းအားဆိုတာဖြစ်တယ်ဝတ္ထုပစ္စည်းတစ်ခုကိုကြိုးနဲ့ချီပြီးတော့ဆွဲသွားရင်လေကြိုးတင်းအားဆိုတာဖြစ်တယ်အဲ့ဒါလို့ကြိုးတင်းအားမျိုးက centripetal force ကို provide လုပ်တာမဟုတ်ဘူးအခုပြောမဲ့ centripetal force ကို provide လုပ်ပေးမဲ့ကြိုးတင်းအားကဘာလဲဆိုတော့ when whiling a body whiling လှည့်ဘောလုံးတစ်လုံးကိုလှည့် attached to a string အဲ့ဒီဘောလုံးကကြိုးနဲ့ချီပြီးဆွဲထားတာဖြစ်ရ attention forces originated အဲ့ဒီအခါမှာကြိုးတင်းအားရှိလာဘောလုံးတစ်လုံးသို့မဟုတ်ဝတ္ထုတစ်ခုအဲ့ဒါကိုကြိုးနဲ့ချီပြီးတော့ဆွဲတယ်ဆွဲပြီးတော့လှည့်အဲ့လိုလှည့်လိုက်တယ်ဆိုရင်ကြိုးတင်းအားဖြစ်လာအဲ့တော့တစ်ခုသတိထားစေချင်တာကကြိုးနဲ့ဆွဲယုံနဲ့တော့မလဲဘူးဝတ္ထုတစ်ခုလဲဖို့အတွက်သူ့ကိုပထမဦးဆုံး tension force တစ်ခုနဲ့လှည့်လိုက်ရတယ်ခုနဝတ္ထုကိုလည်းကြိုးနဲ့ဆွဲပြီးတဲ့အခါမှာဆွဲယုံနဲ့မရဘူးဆွဲလှည့်ရတယ်ဆွဲတယ်လှည့်လိုက်တယ်အဲ့ဒါလို့လှည့်လိုက်တာကဝတ္ထုစလဲဖို့အတွက် tangential force ပေးလိုက်တယ်ပေးလိုက်တော့သူ့မှာ tangential acceleration ရတယ်ကိုလိုချင်တဲ့ speed မှာ tangential velocity constant velocity နဲ့ဆက်သွားနေတယ်ဆက်လှည့်နေတယ်ပေါ့တကယ်ပဲဆက်လှည့်နေတာလားဆိုတော့မဟုတ်ဘူးဝတ္ထုကို tangential force ပေးလိုက်တယ်သူက tangent မြင်းအတိုင်းရွေ့သွားဖို့ပဲကြိုးစားတယ်အဲ့ဒါလို့ tangent မြင်းအတိုင်းမရွေ့စေဘဲနဲ့သူ့ရဲ့ direction ကိုကွေ့သွားစေဖို့နောက်ထပ်အားတစ်ခုလိုတယ်အဲ့ဒီအားကဘာလဲဆိုတော့ centripetal force ဗဟိုကိုပြန်ဆွဲနေရတဲ့အားတစ်ချက်ဆွဲလို့မရဘူးစဝိုင်းပုံတောက်လျှောက်လဲနေစေခြင်းနဲ့ဆိုရင်စဝိုင်းရဲ့ဗဟိုကိုအဆက်မပြတ်ဆွဲနေရဒါမှသာလျှင်သူကစဝိုင်းပုံလဲနေမှာ centripetal force ဆိုတာ tangent မြင်းအတိုင်းသွားမဲ့ဥတီဘက်ကိုပေးမသွားဘဲနဲ့စဝိုင်းပုံကွိတ်သွားအောင်နေရာတိုင်းအချိန်တိုင်းမှာဆွဲနေတာကြိုးတင်းအား centripetal force သည်
ဒီစက်လုံးကိုလဲစေတဲ့အားမဟုတ်ဘူးစက်လုံးရဲ့ဝတ္ထုရဲ့ direction ကိုပဲစက်ဝိုင်းပုံဖြစ်နေအောင်သူကဆွဲပေးနေတာ if this tension force is normal to the direction of the motion of a body moving at constant speed အဲ့ဒီ tension force က tension မြင်အတိုင်းကိန်းသေးအလျင်နဲ့ရွေးဖို့ကြိုးစားနေတဲ့ဝတ္ထုအဲ့တော့သူ့ရဲ့ angular speed က constant ဖြစ်မယ် direction ပဲပြောင်းမယ်အဲ့ဒီ tangential velocity နဲ့ဆွဲလိုက်တဲ့ကြိုးတင်အားနဲ့ဒီတောက်မှန်ကျနေမယ်ဆိုရင် this force causes the body အဲ့ဒီကြိုးတင်အားက causes the body ဝတ္ထုကိုဖြစ်စေတယ်ဘာဖြစ်ဖို့လဲ to move in a circular path စက်ဝိုင်းပုံအတိုင်းဆက်လှည့်နေစေဖို့အားပေးလိုက်တာ thus တကြောင်မလို့ the tension force behaves အဲ့ဒီကြိုးတင်အားကပြုမှုတယ် as a centrifugal force စက်ဝိုင်းပုံလဲစေဖို့လိုအပ်တယ်ဗဟိုချင်းအားအနေနဲ့လှုပ်ဆောင်